ပြာဇိုလပိအမေနေ့ယူဇနာ2,400,000အတုရှိသောမဟာဖထဝီမြေကြီးသည်အမေကျေးဇူးနှင့်အနှိုင်းရှင်လိုက်လျင်ဝရွက်ငယ်မြသာရှိတော်သည်အလွန်ကျယ်ဝန်းလှသောမဟာသမုဒ္ဒရာသည်မိခင်မေတ္တာနှင့်နှိုင်းဆပါကမိုးရေတစ်စက်များလောက်သာရှိတော်သည်အလွန်ကျယ်ပြန့်သောအတိုင်းအဆမရှိသောစကြဝဠာသည်မိခင်မေတ္တာနှင့်နှိုင်းဆပါကအနှစ်ဖားပေါင်းများသာရှိတော်သည်ယူဇနာ8,400အမြင့်ရှိသောမြင့်မိုးတောင်သည်မိခင်မေတ္တာနှင့်နှိုင်းရှင်လိုက်ပါကငါးယူပမာသာရှိတော်သည်ဒါကမြတ်ဗုဒ္ဓမာတုပောသကတုတ်မဆိုတာပေါ့နော်ဒါကတော့ဂျူးစကားပုံဘုရားသခင်ကြောင့်မရှိထာဝရဘုရားသခင်သည်သူကိုယ်တိုင်နေရာအနှံ့အပြား၌ရှိနေနိုင်သည်မဟုတ်ရကသူဤကိုယ်စားမိခင်များကိုဖန်တီးထားလေသည်မဟာတမန်တော်အကျဉ်တို့ဤအခြင်းနဲ့ဒုက္ခဘုံသည်မိခင်များဤရှိဘဝအောက်တွင်သာရှိသည်တဲ့မြတ်တာဘလောက်ကြီးမားလဲဆိုတာဘုရားသခင်တိုင်းကအဲ့ဒါလိုချီးမွမ်းထားတယ်ပေါ့မိခင်မေတ္တာတအားကြီးမားတယ်ဆိုတော့ငါတို့အကုန်လုံးသိသိရမယ်